ပစ္စည်းဥစ္စာတွေပေါများလို့ချမ်းသာကြွယ်ဝပြီးစိတ်ချမ်းသာမှုမရတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးချမ်းသာမှုဆိုတာကိုပစ္စည်းဥစ္စာကလည်းပေးနိုင်တာမဟုတ်ဘူးတခြားအရာတွေကလည်းပေးနိုင်တာပေးနိုင်တော့မှတခဏမျှသာလေချမ်းသာတယ်လို့ထင်ရယုံအမှန်တမ်းတူတောင်းတဲ့ကာလအတွင်းမှာချမ်းသာမှုကိုပေးတယ်လို့ဆိုရတော့ထာဝရချမ်းသာမှုကိုပေးနိုင်တာတော့တရားအတိတာဖြစ်တယ်ဒါကြောင့်မို့စိတ်ပျော်ရွှင်ဖို့ရအတွက်စိတ်ချမ်းသာဖို့ရအတွက်လောကလူတွေဟာဘလို့ပဲဆုဆောင်ဆုတောင်းတရားမသိဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုရဖို့ရအမှန်တမ်းခဲရတယ်အများအားဖြင့်ဘုရားဘာသာဝင်သူတော်စင်တွေဟာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မကိုအထိုက်အလျောက်သိရှိကြသည့်အတွက်စိတ်ဆင်းရဲစရာကြုံတဲ့အခါတရားနှလုံးသွင်းခြင်းဖြင့်စိတ်ဆင်းရဲမှုပယ်ဖြောက်နိုင်ကြတာဒါလက်တွေ့ပါပဲအဲ့ဒါလို့ဓမ္မအတိတရားအတိမရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဆင်းရဲလာပြီဆိုလို့ရှိရင်ဖက်ပေါက်ရှာမရဘူးဖြစ်တယ်ဖက်ပေါက်ရှာမရတဲ့အခါကျတခြားနည်းတွေနဲ့စိတ်ဖြေပြောင်းမှုကြိုးစားအထောက်ကြအဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာပြဿနာတကူပေါ်တကူဆင့်ဆိုတာနော်ပေါ့စီလို့ကြောင်းရုပ်ထိုးဆေးအတွက်လေးလို့ဆိုတဲ့မြန်မာစကားလိုပဲပြဿနာတစ်ခုထပ်တိုးလာရုံသာရှိတယ်အေးတရားနှလုံးသွင်းပြီးတော့တရားအတိနဲ့စိတ်ပျော်ရွှင်မှုကိုရတဲ့ပုဂ္ဂိုလ်ဟာထာဝရငြိမ်းချမ်းတဲ့အငြိမ်းချမ်းတဲ့စိတ်ပျော်ရွှင်မှုကိုရနိုင်တာလောကလူသားတွေဟာစိတ်ချမ်းသာမှုကိုတောင်းတကြစိတ်ချမ်းသာကိုယ်ချမ်းသာအမှန်တမ်းလိုလားကြဘုရားဘာသာဝင်တွေရောဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုဆိုတာမြဲတမ်းရှာဖွေနေကြဒါကြောင့်မို့လောကလူသားတွေရဲ့တူညီတဲ့အချက်ကဘာလဲလို့ဆိုရင်ချမ်းသာကိုလိုလားခြင်းဆိုတာတူညီတဲ့အချက်ဘယ်ဘာသာဝင်ဘယ်လိုမျိုးပဲဖြစ်ဖြစ်ချမ်းသာခြင်းညတာအကြည့်ပဲဆင်းရဲမှုကိုကြောက်ရွံ့ညတာကြည့်ရသော်ဘုရားကလည်းဒါကိုဟောကြားထားတာရှိတယ်ဒုက္ခကာမဒုက္ခပฏิကူလာတဲ့ဒုက္ခကာမလူတွေဟာချမ်းသာခြင်းညတယ်ဒုက္ခပฏิကူလာဆင်းရဲတာကိုယွံမုန်းကြဒါကြောင့်မို့ဆင်းရဲမှကြောက်ပြီးချမ်းသာတာကိုလိုလားလို့ကြိုးစားအထောက်ကြတို့တော့လေကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တိုင်းချမ်းသာဒုက္ခရလားလို့ဆိုမရဘူးမရတာဘာကြောင့်လဲလို့ဆိုရင်ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အစစ်မှန်အကြောင်းတရားကိုမသိလို့ပဲလို့ဒီလိုပြောအောင်တခြားနည်းတွေနဲ့စိတ်ချမ်းသာမှုကိုရှာတာဟာတခဏမျှတာစိတ်ချမ်းသာမှုရတယ်လို့ရှိပြီနောက်ပိုင်းမှာစိတ်ချမ်းသာမှုမရဘဲနဲ့စိတ်ဆင်းရဲမှုတွေသာထပ်တလဲလဲဖြစ်ပေါ်ပြီးတော့လာတတ်တယ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမဟာလူသားတွေမှာမြတ်စွာဘုရားရဲ့အဆုံးအမ mind center teaching လို့ဒီလိုပြောလို့ရ mind center teaching ဆိုတာလူတွေရဲ့အသိစိတ်လူတွေရဲ့စိတ်ဓာတ်ကိုဗဟိုပြုပြီးတော့ဆုံးမတဲ့ဩဝါဒအဆုံးအမစကားလူတွေမှာဗဟိုပြုရတာတစ်ခုရှိတယ်အားလုံးဟာဘာကိုဗဟိုပြုရမလဲလို့ဆိုရင်မိမိရဲ့စိတ်ကလေးကိုကောင်းအောင်ဗဟိုပြုရစိတ်ကောင်းဖို့အတွက်စိတ်ရဲ့အညစ်အကြေးတွေစိတ်ရဲ့ပူပန်မှုတွေရှင်းလင်းနိုင်ရဖယ်ရှားနိုင်ရမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုစိတ်ပျော်ရွှင်မှုဆိုတာဘလို့မှမရနိုင်ဒါကြောင့်မို့တခြားဘာသာတွေနဲ့မတူတာအဲ့ဒါတခြားဘာသာတွေက God Center Religion လို့ခေါ်တယ် God Center Religion ဆိုတာသူတို့ရဲ့ဆုံးမဩဝါဒအဆိုအမိန့်တွေအားလုံးဟာကောင်းကင်ဘုံကထာဝရဘုရားတကုရှင်ကြီးကိုဗဟိုပြုထားတယ်တကုရှင်ကြီးကဘယ်လိုပြောတယ်တကုရှင်ကြီးကဘယ်လိုဆုံးမတယ်ဘုရားကြိုက်တယ်ဘုရားမကြိုက်ဘူးနဲ့အဲ့ဒီစကားကိုဗဟိုပြုပြီးတော့ဘုရားသခင်ရဲ့အကြိုက်လိုက်နာကျင့်သုံးခြင်းဆိုတာသာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကဒီလိုမဟုတ်ဘူးဘုရားရဲ့အဆုံးအမကကိုယ်စိတ်ကိုဖြူစင်အောင်ထားဖို့သာအဓိကဖြစ်တယ်လူတိုင်းဟာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားစိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားဖို့ကြိုးစားနိုင်အောင်
ဒါကြောင့်မို့စိတ်ကိုဗဟုပြုပြီးတော့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်ဒီဒေသနာတော်တွေဟာအမတန်မှထင်ရှားတယ်စိတ်တေနနိယတေလောကောတဲ့တတ္တလောကကြီးတစ်ခုလုံးကိုဘယ်သူကနေရှေ့ဆောင်နေသလဲလို့ဆိုရင်စိတ်ကရှေ့ဆောင်ဘာဖြစ်လို့စိတ်ကရှေ့ဆောင်လို့ဆိုကြည့်လေတရားဝဲလုပ်မယ်ဆိုလို့ရှိရင်လေစိတ်ကတရားဝဲလုပ်ရင်ကောင်းမယ်လို့ဆိုတဲ့စိတ်အရင်ပေါ်လာတာထိုပေါ်လာတဲ့စိတ်အားလျော်စွာတရားဝဲကျင့်ပခြင်းကိုလုပ်ရတရားနာတယ်ဆိုတဲ့အချိန်မှာလည်းပဲဒီတရားနာသွားရအောင်မယ်ဆိုတဲ့စိတ်ကအရင်ဖြစ်တယ်အဲ့ဒီတရားနာသွားရအောင်မယ်ဆိုတဲ့စိတ်ဖြစ်တဲ့နောက်မှာတကယ်တရားနာခြင်းဆိုတာဖြစ်လာအရာရာဟာစိတ်ကရှေ့သွားနေတယ်ရှေ့ဆောင်နေတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်တေနနိယတေလောကောစိတ်တေနပရိကတ္တိစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနွကုလောကကြီးတစ်ခုလုံးကိုစိတ်ကရှေ့ဆောင်စိတ်ကနေရှေ့ဆောင်နေတယ်စိတ်တေနနိယတေလောကောစိတ်ကပဲဆွဲဆောင်သွားတယ်အလုံးဆောင်ကျင်းသွားတယ်အရာရာစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနွကုအလုံးဟာစိတ်ရဲ့အလိုဆန္ဒအတိုင်းလိုက်ပါနေကြရတယ်လို့ဒါတလက်တွေ့နဲ့ကြည့်မယ်ဆိုလို့ရှိရင်အလုံးမှန်ကန်တာပဲဘာလုပ်မယ်ဆိုတဲ့အလုံးမှန်တယ်များဘာပြောမယ်ဆိုတဲ့ပြောတဲ့စကားမှန်တယ်များစိတ်ကရှေ့ဆောင်တယ်ဆိုတာအမှန်တမ်းထင်ရှားမြတ်စွာဘုရားရဲ့ဒေသနာတော်2ရက်ကိုဆင်ခြင်စဉ်းစားကြည့်မြတ်စွာဘုရားကမနောပုပ္ပင်ကမဓမ္မာတဘာဝတရားတွေကိုဘယ်သူကဥဆောင်နေတယ်လဲဆိုရင်စိတ်ကဥဆောင်ဟုတ်တယ်ပြောတာဆိုတာကြံတာတွေးတာအစလှုပ်တာကိုင်တာအစအားလုံးကိုဓမ္မလို့ဆိုတဲ့တဘာဝတက္ကရာဆရာအဆိုကတော့မနောပုပ္ပင်ကမဓမ္မာလို့ဆိုတဲ့ဓမ္မဒီစေတသိက်တရားတွေကိုသာရည်ညွှန်းပြီးတော့ဒီလိုဖွင့်ဆိုတာတော့အရင်ကဖွင့်ဆိုတဲ့သဘောသို့တော်မြတ်စွာဘုရားတနည်းအားဖြင့်အဓိပ္ပာယ်ပြောမယ်ဆိုရင်မနောပုပ္ပင်ကမဓမ္မာဓမ္မလို့ဆိုတဲ့တဘာဝအရာခတ်သိမ်းကိုဆိုလိုတာအရာခတ်သိမ်းဆိုတာပြောဆိုတာပဲဖြစ်စေပြုလုပ်တာပဲဖြစ်စေကြံတွေးတာပဲဖြစ်စေဘယ်သူကနေဥဆောင်နေတော့ဆိုစိတ်ကနေဥဆောင်နေတယ်လို့ဒါလို့ဆိုတာစိတ်ကဥဆောင်ရုံဥဆောင်တာမဟုတ်ဘူးမနောတိဋ္ဌာမနောမယစိတ်ကနေကြီးမှုထားတယ်ကြီးမှုထားရုံနဲ့မကဘူးစိတ်ကအလုံးကိုဖန်တီးထားတယ်ဒီလိုဆိုတာပေါ့နော်ဒါဖြင့်ဘုရားမြတ်စွာရဲ့ဟောကြားတဲ့တရားတွေထဲမှာစိတ်တပဓာနလို့ဆိုတာအတ္တမထင်ရှားစိတ်ကိုအဓိကထားဟောတာအဲ့တော့စိတ်ကိုအဓိကထားဟောသည့်အတွက်ကြောင့်စိတ်သာအရှိတရားရုပ်ဆိုတာအရှိတရားမဟုတ်ဘူးလို့ဆိုလိုတာလားဒီသိပ္ပံဆရာတွေစိတ်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေရုပ်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေပြောတဲ့စကားတစ်ခု idealism လို့ဆိုတာစိတ်သာအရှိတရားလို့ဆိုလို့အရာရာစိတ်သာပဲလို့ဒီလိုဆိုလိုတာလည်းမဟုတ်ဘူးမြတ်စွာဘုရားစိတ်သာအရှိတရားမဟုတ်ဘူးစိတ်လည်းရှိတယ်ရုပ်လည်းရှိ materialism ဆိုတဲ့ရုပ်တရားသာအရှိတရားလို့ဒီလိုပြောတာလည်းမဟုတ်ဘူးရုပ်လည်းရှိတယ်စိတ်လည်းရှိတယ်ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ဒီလိုဆိုလို့တို့တော့လေအရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုတာကြောင့်ဒါအမတ္တမမှန်ကန်အမတ္တမမှန်ကန်ကိုယ့်ဘဝကိုလက်တွေ့ကိုယ့်ဟာကိုယ်စဉ်းစားကြည့်တစုံတစ်ခုပြောမယ်ဆိုရင်လည်းစိတ်ကအရင်တွေးတယ်တစုံတစ်ခုလုပ်မယ်ဆိုရင်လည်းစိတ်ထဲမှာအရင်ဖြစ်တယ်ပြီးတော့မှပြောတယ်လုပ်တယ်ဆိုတာဖြစ်တယ်အဲ့ဒီတော့ဒီလောက်အရေးပါတဲ့စိတ်ကိုဘုန်းကြီးတို့တွေဖြူစင်အောင်ထားဖို့ထိမ့်သိမ်းဆောင်ရှောက်ဖို့ဆိုတာအရေးကြီးတယ်လို့
ဒါမြတ်စွာဘုရားရဲ့အဆုံးအမလို့စိတ်ဆိုတာအမြဲတမ်းအကောင်းနေနဲ့ကြီးတွေးနေသလားလို့ဆိုစိတ်ရဲ့သဘာဝကပပတ်တမေရမတိမနောမကောင်းတဲ့ဘက်မှာအလွန်ပျော်မွေ့ဘာဖြစ်လို့ပျော်မွေ့တုံးဆိုစိတ်ကခေါင်ရိုးကျိုးနေတာနော်ကာမဂုဏ်အာယုန်ဒီပေါ်မှာဆိုရင်လွယ်လင့်တကူဖြစ်တယ်ဆိုပါစို့ပွဲကြည့်သွားဖို့နဲ့တရားနာဖို့ဆိုရင်ပွဲကြည့်သွားဖို့ဟာအလေးပါဒါအများစုကိုပြောတာနော်အများစုစိတ်ဟာတခြင်းနာထောင်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်တခြင်းနာထောင်ဖို့ကရာခိုင်နှုန်းများနေမှာပဲအမြဲတမ်းလူဦးရေတွေနဲ့တွက်ကြည့်လိုက်ဘာဖြစ်လို့လဲဆိုစိတ်ဟာအပျော်ပါးဘက်ကိုအမြဲတမ်းကိုင်းညွတ်နေတယ်ဒါကိုဆိုလိုတာမြတ်စွာဘုရားကပပတ်တမေရမတိမနောစိတ်ဆိုတာမကောင်းတဲ့ဘက်မှာပျော်မွေ့နေတယ်ပျော်မွေ့တယ်ဆိုတဲ့ကစိတ်ဟာလောဘနဲ့တွဲနေတယ်ဒေါသနဲ့တွဲနေတယ်မောဟနဲ့တွဲနေတယ်မာနတွေအိတ်သားတွေမစ္စရိယတွေနဲ့တွဲဖက်နေရသူတို့နဲ့တွဲပြီးတော့နေပြီးတော့ဖြစ်တာပို့ပြီးတော့စိတ်ကလွယ်ကူးနေတာဒါကြောင့်မို့လို့ပျော်မွေ့တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်လေးဖော်ပြကောင်းတဲ့အလုပ်လုပ်ဖို့ဆိုတာကြတော့စိတ်အားကိုမနှဲတွန်းပေးရလူတိုင်းဟာနော်ကောင်းတဲ့အရာဖြစ်ဖို့စိတ်အားတွေကိုပြင်ပေးရကိုယ့်ကိုဆုံးမပေးရတယ်မိဘဆွေမျိုးတွေကဆုံးမပေးရတယ်အဲ့ဒါလို့ဆုံးမတိုက်တွန်းနိုင်မှစိတ်ကလေးဟာကောင်းတဲ့ဘက်ကိုဥလှဲ့အနှုတ်မဟုတ်ဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုဥလှဲ့တာများတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမစိတ်ကိုပြုပြင်ထိန်းသိမ်းဖို့လိုအပ်တယ်ဆိုတာအမှန်မှထင်ရှားကိုယ်စိတ်ကိုပြင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးချမ်းသာတွေကိုရသွားကိုယ်စိတ်ကိုမနိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခရောက်ကြတာပေါ့ဒါကြောင့်မို့တရားသိတယ်ဆိုတာစိတ်ကိုထိန်းနိုင်ဖို့သိတဲ့အသိမျိုးကိုဒီလိုပြောလို့မြတ်စွာဘုရားကစိတ်ဟာမကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ဒီနှစ်ခုခွဲခြားလိုက်မကောင်းတဲ့စိတ်ဆိုတာလောဘနဲ့တွဲနေတဲ့စိတ်ဒေါသနဲ့တွဲနေတဲ့စိတ်မောဟနဲ့တွဲတဲ့စိတ်မာနတွေအိတ်သားတွေမစ္စရိယတွေနဲ့တွဲတဲ့စိတ်ဒါမကောင်းတဲ့စိတ်ဒီလိုဆိုလို့ကောင်းတဲ့စိတ်ဆိုတာသရာနဲ့တွဲတဲ့စိတ်တတိနဲ့တွဲတဲ့စိတ်ဝိရိယနဲ့ပညာနဲ့ကောင်းမြတ်တဲ့တဘာဝတရားတွေနဲ့အလောဘနဲ့တွဲတယ်အဒေါသနဲ့တွဲတယ်အမောဟနဲ့တွဲတယ်မေတ္တာနဲ့တွဲတယ်မုရိဒာကရုဏာနဲ့တွဲတယ်မုရိဒာနဲ့တွဲတယ်အဲ့ဒါလို့ကောင်းတဲ့သဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်ဟာကောင်းတဲ့စိတ်လို့ဒီလိုပြောတယ်ဒါဖြင့်ဒီစိတ်နှစ်ခုဟာမကောင်းတဲ့လောဘဒေါသမောဟတွေနဲ့တွဲဖက်လာတဲ့စိတ်ဟာအဲ့ဒီစိတ်ကိုမထိမ့်သိမ့်ဘူးဒီစိတ်နဲ့စကားပြောမယ်ဒီစိတ်နဲ့ကြံတွေးမယ်ဒီစိတ်နဲ့စကားပြောမယ်ဒီစိတ်နဲ့အလုပ်လုပ်မယ်ဆိုရင်ဘာဖြစ်လာနိုင်တော့ဆိုရသော်များမနတာစီပဒုဋ္ဌေနဘာတတိဝါကရောတိဝါမကောင်းတဲ့အကုသိုလ်တရားတွေနဲ့တွဲဖက်ထားတဲ့စိတ်ပျက်စီးနေတဲ့စိတ်နဲ့စကားပြောမယ်အလုပ်လုပ်မယ်ဆိုရင်တဲ့ဘာဖြစ်လဲအဲ့ဒီပြောဆိုခြင်းပြုလုပ်ခြင်းကြောင့်တတောနံဒုက္ခမနွေတိဆင်းရဲဒုက္ခတွေပြဿနာတွေနောက်ကတတိကြီးပါလာဒါဟုတ်မဟုတ်စဉ်းစားကြည့်လေလောဘနဲ့တွဲဖက်လာတဲ့စိတ်ကြောင့်လောဘကိုအကြောင်းပြုပြီးတော့သူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူမိမယ်ဆိုလို့ရှိရင်ဟောပြဿနာဒီဘဝတည်းပဲပြဿနာဖြစ်အကယ်၍ဒီဘဝပြဿနာမဖြစ်ရင်ဒီအကုသိုလ်ကလိုက်ပြီးတော့ဒုက္ခပေးထို့တူပဲဒေါသနဲ့တွဲဖက်လာတယ်ဆိုလို့ရှိရင်ဒီဒေါသကိုမဖယ်ဘဲနဲ့ဒီဒေါသနဲ့တွေးမယ်လုပ်မယ်ဆိုလို့ရှိရင်ဒီဘဝတွေမှာပြဿနာတွေတက်တာဒေါသအလျောက်ပြုလုပ်မိတဲ့အခါလောကမှာကြည့်လေရာဇဝမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေဒေါသအလျောက်တစုံတစ်ခုကျွလွန်မိပြီဆိုတော့လောကမှာရှိတဲ့လူသတ်မှုတွေနော်ရိုက်နှက်မှုတွေဒါတွေဟာဘာကြောင့်ဖြစ်နေတုံးဆိုဒေါသကြောင့်ဖြစ်တယ်ဒေါသနဲ့တွဲနေတဲ့စိတ်ကြောင့်ဖြစ်တယ်ဒီလိုဆိုလိုတာပေါ့
တဝုတူဆဲဆိုမှုတွေဂုံတိုင်းမှုတွေဒါမျိုးတွေလည်းဖြစ်လာလောကမှာရာဇောမှုတွေဆိုတာဟာလောဘနဲ့တွဲတဲ့စိတ်ကြောင့်ဖြစ်တယ်ဒေါသနဲ့တွဲတဲ့စိတ်ကြောင့်ဖြစ်တယ်ဒီလောဘဒေါသစတဲ့အကုသိုလ်တွေဟာအဗ္ဗဒမဒီလူလောကကြီးကိုဒုက္ခပေးတယ်လို့ဒီလိုပြောတာဘာဖြစ်လို့လဲဆိုတော့ဒေါသကိုအခြေခံပြီးတော့ပြောသမျှဆိုသမျှလုပ်သမျှတွေဟာပြဿနာကိုဖိတ်ခေါ်နေတယ်လို့ဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဒီဒေါသနဲ့တွဲတဲ့စိတ်ဟာရာဇောမှုတွေကိုထူပြောဖြစ်ပေါ်စေတယ်ဒါကိုမြတ်စွာဘုရားကဟောတာပဒုဋ္ဌေနမနတာစေပဒုဋ္ဌေနဘာတတိဝါကရောတိဝါပျက်စီးနေတဲ့စိတ်နဲ့ပြောပြီးလုပ်ပြီးဆိုလို့ရှိရင်တတော်နံဒုက္ခမနွေကြည့်ပြဿနာတွေနောက်ကဆက်တိုက်လိုက်ပါလာနိုင်တယ်ဒါကြောင့်မို့ကိုယ်စိတ်လေးကိုလောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်ကောင်းတာတွေနဲ့ပဲတွဲဖက်နေအောင်ကြိုးစားစောင့်ရှောက်ရမယ်လို့ဒီလိုစိတ်နဲ့ပတ်သက်ပြီးတော့ဟောတဲ့ဒေသနာတွေမြောက်များစွာရှိကဲကောင်းတဲ့အရာတွေနဲ့တွဲတယ်တတိနဲ့တွဲတယ်ပညာနဲ့တွဲတယ်ကောင်းမြတ်တဲ့အလောဘနော်စွန့်လူခြင်းဆိုတဲ့အလောဘမုဒိမှုကင်းခြင်းဆိုတဲ့အဒေါသအရာရာမှာပညာနဲ့ဆင်ញင်ခြင်းလို့ဆိုတဲ့အမောဟဒီတဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်တရားနဲ့တွဲဖက်လာတဲ့စိတ်ကြတော့ဘာဖြစ်မနတာစီပတန်လေနဘာတတိဝါကရောတိဝါကောင်းတဲ့တဘာဝတရားတွေနဲ့ပြောဆိုပြီးပြုလုပ်ပြီးဆိုရင်တတော်နံဒုက္ခမနွေတိအဲ့ဒါလို့ပြောဆိုပြုလုပ်တဲ့ပုဂ္ဂိုလ်နောက်ချမ်းသာဒုက္ခပေါ်ပေါက်လာတယ်ဆိုလိုတာကကောင်းတဲ့စိတ်နဲ့ပြောတယ်ကောင်းတဲ့စိတ်နဲ့လုပ်တယ်ဆိုတဲ့နောက်မှာဘာပြဿနာမှမဖြစ်တဲ့အပြင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတယ်လို့ဒီလိုမြတ်စွာဘုရားဟောတာဒါကြောင့်မလို့ကိုယ်စိတ်ဟာအတ္တမအရေးကြီးတယ်စိတ်ကိုစင်ကြယ်တန်ရှင်းအောင်လေ့ကျင့်ရမယ်လို့ဒါဗုဒ္ဓရဲ့အဆုံးအမမြန်မာလူမျိုးတွေလည်းဗုဒ္ဓရဲ့အဆုံးအမကိုရထားတော့ပြောကြတယ်လေဒီစိတ်နဲ့ပတ်သက်ပြီးတော့နော်ကိုယ်စိတ်ကိုနိုင်မယ်စိတ်ကောင်းနှလုံးကောင်းထားမယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာတွေအလုံးဖြစ်ပေါ်တယ်စိတ်တပဒါနဒီလိုဆိုကြတယ်ဒါဖြင့်ကောင်းပြီစိတ်ဓာတ်ပျော်ရွှင်မှုအတွက်တရားအသိနဲ့ဘယ်လိုလုပ်ရမလဲဘာဖြစ်လို့စိတ်ပျော်ရွှင်မှုကိုလူတွေဟာမရကြလူချင်းအတန်းနဲ့စိတ်ချမ်းသာမှုကိုဘာကြောင့်မရတယ်လဲဆိုတရားမသိလို့မရဒါဖြင့်တရားသိအောင်ဘယ်လိုလုပ်ရမလဲစိတ်ပျော်ရွှင်ချမ်းမြေ့မှုတွေဆုံးရှုံးနေတာကဘာကြောင့်ဆုံးရှုံးတာတော့အရေးကြီးတဲ့အကြောင်းတရားကိုလက်ရှာဖွေဖို့လိုတယ်ကောင်းပြီတောကလောကလူတွေမှာလူတိုင်းဟာ worry ဆိုတဲ့တောကဆိုတာရှိတယ်တချို့ကတော့တို့မှာအစစရာအဆင်ပြေတယ်တောကဆိုတာမရှိဘူးဘာမှပူစရာမရှိဘူးလို့ပြောကြတယ်သို့တော့ပူစရာမရှိဘူးဆိုတာအခိုက်အတန့်မျှတာဖြစ်တယ်တနေ့တစ်ချိန်ကျတော့ပူစရာဆိုတာပေါ်လာတာပဲเนาะပူစရာကဘယ်ကလာတာတော့ပူရာကဘယ်ကလာတာပူရာကိုစိတ်ပူပနာကိုတောကလို့ခေါ်တယ်အဲ့ဒီတောကရဲ့သဘာဝဘယ်သူနဲ့တွဲတာတော့ဆိုဒေါသနဲ့တွဲလာတာစိတ်ထဲမှာအလိုမကျဖြစ်ပြီးတော့ခံစားရတဲ့ခံစားမှုမျိုး worry လို့ခေါ်တယ်စိတ်ပူပန်မှုတနည်းအားဖြင့်တော့ stress ပေါ့စိတ်ဖိစီးမှုဘာနဲ့ပတ်သက်ပြီးတော့ဖြစ်လိမ့်ရှိတော့ဆိုရင်ကိုယ့်ရဲ့ဥစ္စာဒနာတွေပျက်စီးဆုံးရှုံးတဲ့အခါတောကဖြစ်တယ်။သို့မဟုတ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပျက်စီးဆုံးရှုံးတဲ့အခါတောကဖြစ်တယ်။ပျက်စီးဆုံးရှုံးဖို့အရေးကြုံလာတဲ့အခါမျိုးမှာတောကဖြစ်တယ်။ဒီလိုဥစ္စာဒနာတွေဆွေတွေမျိုးတွေအပေါင်းအသင်းတွေပျက်စီးဆုံးရှုံးမှုနဲ့ကြုံတဲ့အခါမှာတောကဖြစ်လာတယ်ဆိုတဲ့အခါဒီတောကဘာကြောင့်ဖြစ်ရတော့လို့တောကရဲ့အကြောင်းကိုကြည့်တဲ့အခါကျတော့
ဥစ္စာဒနာအပေါ်မှာတွေ့တာချင်းမမောချင်းငါဟာလို့သိမ့်ပိုက်ထားခြင်းဆိုတဲ့တဏှာပဲကိုယ်နဲ့ပတ်သက်တဲ့မိတ်ဆွေသင်္ကားအဆွေမျိုးသားချင်းတွေအတွက်စိတ်ပူရတယ်ဆိုတာဘာကြောင့်ပူရငါဆွေမျိုးငါမိတ်ဆွေငါသားငါသမီးစသဖြင့်စိတ်ထဲမှာတွေ့တာမှုရှိနေလို့ဒီစိတ်ပူရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်မြတ်စွာဘုရားကတဏှာတောဆိုင်တေတောကောတောကဆိုတာဖြစ်ပေါ်လာတာလူတွေမှာတွေ့တာမှုတဏှာကြောင့်ဖြစ်တာတွေ့တာမှုတဏှာမရှိတောကဆိုတာဖြစ်ဘူးအဲ့တော့တောကဆိုတဲ့ worry ဆိုတဲ့စိတ်ပူပန်မှုတွေစိတ်ဖိစီးမှုဆိုတာတွေရှိနေတဲ့များကာလပတ်လုံးစိတ်ပျော်ရွှင်မှုချမ်းသာမှုဆိုတာဆုံးရှုံးနေမှာပဲဆုံးရှုံးနေမှာဒါကြောင့်စိတ်ပျော်ရွှင်မှုဆိုတာတွေပြန်ပြီးရရှိလာဘာကင်းအောင်လုပ်ရမလဲဆိုရင်တောကကင်းအောင်လုပ်ဒါဖြင့်တောကဟာဘယ်သူကြောင့်ဖြစ်တာတော့လို့ဆိုတဲ့အခါကျတော့တွေ့တာမှုတဏှာကြောင့်ဖြစ်တာဟောတဏှာကိုဖယ်ရှားဖို့ရာအဓိကပဲဖြစ်တယ်ဒါကအမြဲတမ်းထင်ရှားပါတယ်ပစ္စည်းတစ်ခုကိုငါဟာလို့သိမ့်ပိုက်တာချိန်ကစပြီးတော့လူတွေဟာအဲ့ဒီပစ္စည်းပေါ်မှာကြောင်းကြမှုဆိုတာရှိလာဥပမာမယ်ကားတစ်စင်းဝယ်လိုက်တယ်ဆိုပါစို့ပတ်စံခြေပြီးလို့ကိုကားလို့ဖြစ်လိုက်တဲ့အချိန်ကစပြီးတော့ဒီကားပေါ်မှာကြောင်းကြတစ်ခုဖြစ်သွားတစုံတစ်ခုဖြစ်မှစိုးရိမ်တယ်ဖြစ်လာလို့ရှိရင်လည်းစိုးရိမ်ရကိုယ်ပစ္စည်းပေါ်မှာနှမျောတာတို့တောကဖြစ်တာတို့ရှိလာလူမှလည်းပဲနော်ဆွေမျိုးလို့သတ်မှတ်လိုက်တဲ့အချိန်သားသမီးလို့သတ်မှတ်လိုက်တဲ့အချိန်ကသူ့အတွက်ပူပန်မှုကြောင်းကြမှုဆိုတာလာတယ်အဲ့ဒါလို့လာတာတွေမှန်သမျှတဏှာလို့ဆိုတဲ့တွေ့တာမှုသိမ့်ပိုက်မှုနဲ့ပတ်သက်တာကြည့်ပဲကောင်းကဲခုနကကိုပိုက်ဆိုင်နေဆိုတဲ့ကားကိုပြန်ရောင်းလိုက်တဲ့အချိန်လူတွေမှာအဲ့ဒီကားအတွက်တောကဆိုတာမရှိတော့ကိုကားမဟုတ်တော့ဘူးသူများကားဖြစ်သွားဟောဒီလိုဖြစ်တာကိုနဲ့မပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်ပူပန်တယ်စိုးရိမ်တယ်ဆိုတာမရှိဘူးကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကပူပန်တယ်စိုးရိမ်တယ်ဆိုတာရှိဒါဟာအဖြေထုတ်ဖို့အတွက်စဉ်းစားတာပြောတယ်ကြည့်စိတ်ပျော်ရွှင်မှုဖြစ်ဖို့ရာအတွက်ဘာကင်းရမလဲတောကကင်းရတောကကင်းမှုအတွက်ဘာလုပ်ရတဏှာဆိုတဲ့အတွေ့အတာကိုလျှော့ချရမယ်တဏှာဆိုတဲ့အတွေ့အတာကိုမလျှော့ချပဲနဲ့တောကကင်းအောင်ကြိုးစားဖို့ဆိုတာမဖြစ်နိုင်တဲ့အရာတစ်ခုပဲဒီလိုဆိုတာနော်ဒါဖြင့်တဏှာဆိုတဲ့တွေ့တာမှုသိမ့်ပိုက်မှုတွေကင်းအောင်ဘာလုပ်ရမလဲဆိုတာကြတော့အမှန်တရားကိုသိရမယ်အမှန်တရားကိုမသိသမျှကာလပတ်လုံးတွေ့တာမှုဆိုတာဘလို့မှမဖြစ်ဖြစ်ဘူးဒါကြောင့်တွေ့တာမှုဖယ်ရှားဖို့အတွက်မြတ်စွာဘုရားကမက္ခလို့ခေါ်တဲ့မက္ခေ၈ပါးမစ္စည်းမပฏิပဒါလမ်းစဉ်ကိုဟောကြားတော်မူခဲ့တာဖြစ်တယ်အဲ့ဒီလမ်းကြောင်းဟာတခုတည်းသောလမ်းကြောင်းပဲတဏှာကိုဖယ်ရှားခြင်းဒီနည်းနဲ့ပဲဖယ်ရှားလို့ရတခြားနည်းနဲ့ဖယ်ရှားလို့မရဘူးဒါကြောင့်မို့ဒီနည်းကိုလက်တွေ့ကျင့်သုံးကြရတယ်အလုံးဘုရားဘာသာဝင်သူတော်စင်တွေသိတဲ့အတိုင်းမြတ်စွာဘုရားရဲ့မက္ခလို့ခေါ်တယ်မက္ခေ၈ပါးအကျင့်တရားသို့မဟုတ်မစ္စည်းမပฏิပဒါမစ္စည်းမပฏิပဒါရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်အလဲအလတ်ကျင့်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ကဆိုလိုတဲ့အဓိပ္ပာယ်ကချမ်းသာကိုသာခံစားပြီးတော့နေတာမျိုးမဖြစ်ရဘူးဆင်းရဲခံသိရင်ခံရမယ်ချမ်းသာဒုက္ခကိုလည်းခံစားသင့်တယ်လို့ခံစားသင့်တဲ့ချမ်းသာဒုက္ခဆိုခံစားရမယ်ဆင်းရဲဒုက္ခကိုလည်းခံစားသင့်တဲ့ဆင်းရဲဒုက္ခခံစားရမယ်နောက်တစ်ခါဆင်းရဲခံစားတဲ့အခါမှာအကျိုးမရှိတဲ့ဒုက္ခခန္ဓာမျိုးမလုပ်ရဘူးအကျိုးရှိတဲ့ဒုက္ခခန္ဓာတော့လုပ်ရမယ်ဒီလိုဆိုလိုတာနော်မစ္စည်းမပฏิပဒါအဓိပ္ပာယ်တပည့်ဆက်ကြထဲမှာဟောထားတယ်ဒီကာမေတုကာမတုခံလိက္ခဏုယောကောအတ္တကိလမထာနုယောကော
ကာမချမ်းသာခံစားတဲ့အကျင့်နဲ့ခန္ဓာကိုယ်ဆင်းရဲပင်မအောင်ကျင့်တဲ့အကျင့်ဒီနှစ်ခုကိုရှောင်ရှားခြင်းဒီဒိဋ္ဌိကဆိုလိုတာကကာမချမ်းသာကိုသာရှောင်ရှားရမယ်ဇံကြောင့်ဖြစ်ပေါ်လာတဲ့ဓမ္မဒုက္ခလို့ဆိုတဲ့တရားကြောင့်ရလာတဲ့ချမ်းသာကိုရှောင်ဖို့မလိုဘူးလို့ဒီလိုနားလည်ဆိုလိုတာကရှောင်ရမယ့်ချမ်းသာရှိတယ်ခံစားရမယ့်ချမ်းသာရှိတယ်ဒီတစ်ခုကိုခွဲခြားပြီးတော့သိတဲ့အကျင့်မျိုးဒီလိုပြောတာအတ္တကိလမထာနုယောဂဆိုတဲ့အကျိုးမရှိုံတက်တဲ့ခန္ဓာကိုယ်ပင်မယုံတက်တဲ့ဆင်းရဲဒုက္ခမျိုးကိုမခံရဘူးအကျိုးရှိလို့ရှိရင်အယိုးကြည်ကြည်အရေးခံခံကြိုးပမ်းအထောက်ရမယ်ဒီဒုက္ခမျိုးလို့ခံရမယ်ဒီလိုဆိုတာနော်မျက်စိမှာပฏิပဒါဆိုတာအလယ်သွားထိုင်းနေတာကိုပြောတာမဟုတ်ဘူးဆိုလိုတာကရွေးချယ်ခံစားတဲ့ချမ်းသာလားမခံစားတဲ့ချမ်းသာလားခံတဲ့ဒုက္ခလားမခံတဲ့ဒုက္ခလားဒီကိုကွဲကွဲပြားပြားသိပြီးတော့ရွေးချယ်ပြီးတော့ကျင့်သုံးနိုင်တာကိုမျက်စိမှာပฏิပဒါဒီလိုဆိုတာပေါ့အေးအဲ့ဒီမျက်စိမှာပฏิပဒါလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားအလိုဘုရားဘာသာဝင်တွေသိတဲ့အတိုင်းတမ္မာဒိဋ္ဌိကိုလုံးမဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အမှန်မြင်တာအမှန်မြင်ဖို့အတွက်အမှန်တွေးရမယ်တမ္မာသင်္ကပ္ပအမှန်တွေးတဲ့အခါမှာအမှန်တွေးပြီးတော့အမှန်ပြောတာဖြစ်သောကြောင့်တမ္မာဝါစာတွေးပြီးတော့လူတွေဟာလှုပ်တာဖြစ်သောကြောင့်တမ္မာသင်္ကမ္မန္တအမှန်တွေးအမှန်လှုပ်တဲ့ပုဂ္ဂိုလ်ရဲ့အသက်မွေးဝမ်းကြောင်းဟာမှန်ကန်တာဖြစ်သောကြောင့်တမ္မာအာစီဝမှန်ကန်တဲ့အသက်မွေးရှိတယ်ဆိုတာပြင်းနေလို့မဖြစ်ဘူးကြိုးစားအထောက်ရမယ်တမ္မာဝါယာမကြိုးစားပြီးဆိုလို့ရှိရင်တတိရှိဖို့လိုအပ်တယ်တမ္မာတတိစိတ်ဓာတ်တည်ငြိမ်မှုဟာအမှန်သိဖို့အတွက်အရေးပါတယ်တမ္မာသမာဓိဟောဒီ၈ခုနဲ့ဖွဲ့စည်းထားတယ်အဲ့ဒီ၈ခုနဲ့ဖွဲ့စည်းထားတဲ့ဒီ၈မျိုးကိုမက္ခလို့ခေါ်တာပေါ့မက္ခဆိုတာဒီ၈ခုရဲ့အဖွဲ့အစည်းကိုပြောတာ၈ခုပါတော့ဒီစိတ်ရဲ့စွမ်းအားတွေကိုမက္ခလို့ခေါ်တာဘာဖြစ်လို့မက္ခလို့ခေါ်တာတော့ဆိုရင်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်ကျင့်သုံးရမယ့်တရားဖြစ်သောကြောင့်မက္ခလို့ခေါ်တယ်တဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကနိဗ္ဗာန်ကိုရှားပွေပေးတတ်သောကြောင့်မက္ခလို့ခေါ်တယ်နောက်အဓိပ္ပာယ်တစ်ခုကကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်သို့သွားရောက်တတ်တဲ့တရားဒါကြောင့်လို့မက္ခလို့ခေါ်တယ်မက္ခဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကိုသိထားလို့ရှိရင်ဒီတရား၈မျိုးဖွဲ့စည်းထားတဲ့ဒီတရား၈မျိုးနဲ့ဖွဲ့စည်းထားတဲ့မျက်စိမှာပฏิပဒါအကျင့်ဘလောက်အရေးပါတယ်ဆိုတာမတန်မှထင်ရှားတယ်ပေါ့ကောင်းပြီအဲ့ဒီမျက်စိမှာပฏิပဒါကိုအချင်းချုပ်မဂ္ဂင်၈ပါးကိုအချင်းချုပ်လိုက်တဲ့အခါကျတော့ဘာတွေ့တော့ဆိုသီလရယ်တမာဓိရယ်ပညာရယ်သုံးခုပဲတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာသီလတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတာသမာဓိသုံးခုတမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကပညာလို့အကျဉ်းချုပ်လိုက်တဲ့အခါကျတော့သီလသမာဓိပညာကျင့်စဉ်တစ်ခုကိုဖော်ထုတ်ပြီဒါဖြင့်မဂ္ဂင်၈ပါးမှာကျင့်တဲ့အခါမှာသီလကစပြီးတော့ကျင့်တာဖြစ်ရတဲ့နဲ့ဘာဖြစ်လို့တမ္မာဒိဋ္ဌိတို့တမ္မာသင်္ကပ္ပတို့ကိုရှေ့ကထားရတယ်လဲလို့ဆိုတော့မကျင့်ခင်လည်းအမှန်မြင်ဖို့လိုတယ်ကျင့်နေတုန်းလည်းအမှန်မြင်ဖို့လိုတယ်ကျင့်ပြီးတဲ့နောက်မှလည်းအမှန်မြင်ဖို့လိုတယ်အမှန်မြင်ခြင်းဟာအရေးကြီးဆုံးအသိဉာဏ်မပါလို့ရှိရင်ဘုရားရဲ့ကျင့်စဉ်ကျင့်လို့မရဘူးဒါကြောင့်မို့အသိဉာဏ်ဟာအရေးကြီးဆုံးဖြစ်သောကြောင့်တမ္မာဒိဋ္ဌိကိုရှေ့ဆုံးထားပေးတာမမှန်ကန်ကန်မြင်ဖို့ကသီလဆောက်တည်လည်းပဲမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးရှိဖို့လိုတယ်တမ္မာဒိဋ္ဌိကျင့်စဉ်ကိုကျင့်ရင်လည်းမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးရှိဖို့လိုတယ်ဒါကြောင့်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကိုရှေ့ရထားဆိုတာတကယ်တော့ကျင့်ပြီဆိုတဲ့အခါမှာသီလကစလူတွေဆိုလို့ရှိရင်၅ပါးသီလပေါ့ယဟန်တန်ဃာတွေဆိုလို့ရှိရင်မြတ်စွာဘုရားပြည့်ညတ်ထားတဲ့သိက္ခာပုဒ်တွေကအစသီလကြီး၄ပါးပြည့်ပြည့်စုံစုံဒီလိုကျင့်ကြံကြုတ်ကုန်အထောက်
ဒါကြောင့်မဂ္ဂင်၈ပါးကိုကျင့်တော်ပြီဆိုလို့ရှိရင်သီလကိုအရင်ဆောက်တည်ကြတရားထုတ်တော့မယ်ဆိုရင်လည်းသီလကိုဆောက်တည်ကြသီလဝိတ္တုဒ္ဓိသီလဆောက်တည်လိုက်တယ်ဆိုတာတမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာမှမဟုတ်ဘူးလို့ထင်ကောင်းထင်လိုက်သီလဆောက်တည်လိုက်လို့ရှိရင်ဒီသီလဟာသီလကိုဖျက်ဆီးတတ်တဲ့ဒုတ်သီလယဆိုတဲ့အကုသိုလ်တရားတွေကိုဟောဒီသီလကဖျက်ဆီးပြစ်တာသီလကိုချိုးပေါက်စေတတ်တဲ့လောဘတွေဒေါသတွေမောဟတွေကိုဟောဒီကိုချင်းသီလကပြန်တားထားတယ်ပေါ့ဒါကြောင့်မို့လို့ဒုတ်သီလယဝိဋ္ဌန္တနာရတ္တသီလရဲ့ကိစ္စတစ်ခုကဘာလို့ဆိုရင်သီလကိုချိုးပေါက်စေတတ်တဲ့လောဘဒေါသမောဟစားတဲ့အကုသိုလ်တွေကိုဖယ်ရှားခြင်းပဲတဲ့ဒီလိုဆိုအဲ့ဒီကလေးကသီလဆောက်တည်လိုက်ကြတဲ့ကအကုသိုလ်တွေတချို့နှိမ်ထားလိုက်တာပေါ့နှိမ်ထားပြီးသားဖြစ်သွားဒါကြောင့်သီလဝိတ္တုဒ္ဓိဖြစ်အောင်အရင်ကြိုးစားအထောက်ကြသီလဝိတ္တုဒ္ဓိဖြစ်ရင်သီလကဘလောက်အရေးပါတယ်လဲမဂ္ဂင်၈ပါးမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလအဲ့ဒီသီလဘာကြောင့်အရေးပါတော့လို့ဆိုတော့သမာဓိဖြစ်ဖို့နဲ့ပညာဖြစ်ဖို့အတွက်သီလမပါလို့မဖြစ်ဘူးတဲ့ဘယ်လိုအကြောင်းကျိုးဆက်သွယ်တော့ဆိုပရိစ္ဆေသမုပ္ပါလိုပဲသူကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာနော်သီလရှိပြီဆိုလို့ရှိရင်သီလရှိသူနဲ့မရှိသူသီလမရှိဘူးဆိုရင်ဘာဖြစ်လဲသီလမရှိဘူးဆိုရင်ကိုချင်းသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့အကျင့်ကိုပြန်ပြီးတော့အောက်မေ့လိုက်တဲ့အချိန်မှာစိတ်ထဲမှာမကြည်ဘူးမဟုတ်တာတွေလောက်ထားတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာစိတ်မကြည်နော်ဘယ်လောက်ထိအောင်စိတ်မကြည်တော့ဆိုလို့ရှိရင်မထူးပါဘူးဆိုတဲ့အနေအထားမျိုးတော့ရောက်တယ်နော်တစ်သက်လုံးအကုသိုလ်တွေလောက်သွားတဲ့အဖိုးကြီးတယောက်ပြောတာလို့ပဲနော်သူသိလို့ရှိရင်တော့တူးမြုပ်မနေနဲ့မောက်တာထားလိုက်သူကသူမြေကြီးတဲ့ရဲဝင်သွားမယ်ဆိုတော့ကိုယ့်အနေထားကိုကိုသိနေတယ်အဲ့ဒါစိတ်ကိုယ်စိတ်ကိုမကောင်းတာကိုသိပြီးတော့စိတ်ကြည်နူးမှုမရလို့ပြောတဲ့စကားမျိုးဒီလိုဆိုလိုတာအဲ့တော့သီလမရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ကြည်နူးမှုကိုမရစိတ်ကြည်နူးမှုမရှိရင်ဝမ်းသာမှုဆိုတာမလာဘူးဝမ်းသာမှုမလာလို့ရှိရင်နှစ်ချိုက်မှုဆိုတဲ့ပီတိမလာဘူးနှစ်ချိုက်မှုပီတိမလာဘူးဆိုရင်စိတ်ငြိမ်းချမ်းမှုကိုယ်စိတ်ငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိမလာဘူးကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တတိမှမဖြစ်ဘူးဆိုလို့ရှိရင်ဒုက္ခဆိုတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုမလာဘူးတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုမှမရတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဟာဘယ်တော့မှတမာတိမရနိုင်ဘူးတဲ့တမာတိမရဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာယထာဘူတညာနာတနာအမှန်မြင်မှုဆိုတာဝေရောဟောသီလမရှိဘူးဆိုရင်အဲ့ဒါလိုအဓိပ္ပာယ်ရောက်တယ်ဒါကြောင့်မို့သီလဘလောက်အရေးပါတယ်ဆိုတာကြည့်ဒါဖြင့်သီလရှိပြီဆိုရင်နားလည်ရမယ်သီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်သီလကိုပြန်ဆင်ခြင်လိုက်တာနဲ့တပြိုင်တည်းစိတ်ထဲမှာကြည်နူးလာကြည်နူးလာတော့ဘာဖြစ်လဲဝမ်းသာတော့ပီတိဖြစ်တယ်ပီတိဖြစ်တော့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေဖြစ်တယ်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေဖြစ်တဲ့အခါကျတော့ဒုက္ခလို့ဆိုရင်ကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေဖြစ်တယ်ကိုချမ်းသာမှုစိတ်ချမ်းသာမှုဖြစ်လာတဲ့အခါတမာတိဆိုရင်စိတ်တည်ငြိမ်မှုရလာတယ်ဆိုလိုတာကသီလကတမာတိကိုအထောက်အကူပြုတယ်တမာတိကပညာကိုအထောက်အကူပြုတယ်မဂ္ဂင်၈ပါးမှာဒီလိုဆက်ဆက်ပြီးတော့နေတာအဲ့ဒီဆက်ဆက်နေတဲ့သဘောကိုသိပြီဆိုလို့ရှိရင်သီလဟာဘလောက်အရေးပါတယ်ဆိုဒါကြောင့်မို့မြတ်စွာဘုရားကမဂ္ဂင်၈ပါးထဲမှာသီလထည့်ပြီးတော့ဖွဲ့စည်းထားတာအေးသီလဝိတ္တုဒ္ဓိဖြစ်လာပြီဆိုရင်တမာတိဖြစ်ဖို့လွယ်လာတမာတိကိုဘာခေါ်တော့ဆိုစိတ်တဝိတ္တုဒ္ဓိလို့ခေါ်တယ်စိတ်ရဲ့စင်ကြယ်မှုလို့ဒီလိုတောင်းတာနော်အဲ့ဒီနေရာမှာဒီတမာတိလို့ဆိုတဲ့စိတ်တဝိတ္တုဒ္ဓိစိတ်စင်ကြယ်မှုဖြစ်အောင်ဘာတွေလုပ်ရတော့ဆိုတမာတိကိုထူထောင်ရဒါကတဏှာကိုတွေ့တာမှုတွေကိုဖယ်ရှားခြင်းပြီဆိုလို့ရှိရင်သီလက
စလာပြီးတော့စိတ်တည်ငြိမ်မှုဆိုတဲ့တမာတိကိုထူထောင်ပြီးတဲ့အခါကျတော့မှပညာဆိုတဲ့အမှန်တရားကိုသိရှိနားလည်လာတဲ့အခါမှာဟောဒီတွေ့တာမှုကိုဖယ်နိုင်တာတဲ့အနုဘုဆိုမဖယ်နိုင်ဘူးဒါကြောင့်မို့ဒီကျင့်စဉ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်တွေ့ရှိပြီးတော့ဟောပြောခဲ့တဲ့ကျင့်စဉ်ပေါ့ဒီကျင့်စဉ်နဲ့ကျင့်ကြံကြုတ်ကိုအထောက်ကြလို့တွေ့တာမှုတွေလုံးဝမဖယ်နိုင်တော့မှတွေ့တာမှုတွေလျော့ပါသွားလို့ရှိရင်တောကတွေလည်းလျော့ပါသွားတယ်ဆိုတာမေတ္တာမှထင်ရှားတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကသီလဝိတ္တုသီလစင်ကြယ်မှုဖြင့်သမာဓိကိုအထောက်အကူပြုအောင်ကြိုးစားအထောက်ကြတယ်တခါစိတ်တဝိတ္တုဆိုတဲ့သမာဓိကိုထူထောင်သမာဓိထူထောင်တဲ့အခါမှာနည်းနှမျိုးရှိတယ်ပေါ့ဝိပဿနာတက်သွားလို့ရှိရင်ခဏိကသမာဓိစွမ်းအားနဲ့သွားကြခဏိကသမာဓိဆိုဒီမှာဖြစ်တဲ့အခိုက်ကလေးတွေကိုသိတယ်ပြတ်တဲ့အခိုက်ကလေးတွေကိုသိတယ်ထိုသိမှုဟာဒလဇတ်သိလာပြီဖြစ်တိုင်းပြတ်တိုင်းသိလာပြီဆိုရင်ဒါခဏိကသမာဓိဟာအစပထမတော့စွမ်းအားမရှိပေမဲ့နောက်ဆုံးမှာဒလဇတ်သိလာပြီဆိုလို့ရှိရင်သူကလည်းစွမ်းအားပြည့်လာအဲ့ဒါကြောင့်မို့ဝိပဿနာကျင့်စဉ်ကိုတိုက်ရိုက်သွားတဲ့ပုဂ္ဂိုလ်ဝိပဿနာယာနိကလို့ခေါ်တယ်ဝိပဿနာကိုတိုက်ရိုက်ကျင့်တဲ့ပုဂ္ဂိုလ်အဲ့ဒါလို့မဟုတ်ဘဲနဲ့သမထကိုရှေးဥစွာထူထောင်ပြီးမှဝိပဿနာကူးတဲ့ပုဂ္ဂိုလ်ကြတော့သမထယာနိကလို့သမထယာနိကနဲ့ဝိပဿနာယာနိကလို့ဒီလိုတဏှာကိုဖယ်ရှားဖို့ရအတွက်ကျင့်စဉ်ကြီးနှမျိုးထင်ထင်ရှားရှားပြသထားတာရှိတယ်အဲ့တော့တဏှာကိုဖယ်ရှားဖို့အတွက်ကျင့်တဲ့အခါရှေးဥစွာတမာရီကိုထူထောင်ပြီးတော့ဝိပဿနာကိုသွားတဲ့နည်းတမာရီကိုသိတတ်မထူထောင်မဲနဲ့ဝိပဿနာသွားရင်းပဲတမာရီကိုထူထောင်သွားတဲ့နည်းလို့အဲ့ဒီနည်းနှလုံးနဲ့ကျင့်သုံးလိုက်လို့တမာရီရလာပြီဆိုရင်စိတ်တဝိတ္တုစိတ်ကလေးမှာစင်ကြယ်လာဘယ်ဟာတွေကစင်ကြယ်တာတုံးဆိုတမာရီရလာပြီဆိုတဲ့အခါမှာကာမဂုဏ်အာယုန်တွေပေါ်မှာခံစားခြင်းတဲ့စိတ်တွေပျောက်သွားတယ်ကာမိသန္တာနိဝရဏခင်းသွားတယ်လို့ဒီလိုပြောတာနော်ဖြာပါဒလို့ဆိုတဲ့စိတ်အလိုမကျမှုတွေလည်းခင်းသွားဖြာပါဒဆိုတဲ့စိတ်အလိုမကျမှုကလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲတမာရီကိုထူထောင်လိုက်လို့ရှိရင်ကာမိသန္တာကိုလည်းဖယ်ရှားနိုင်တယ်ဖြာပါဒကိုလည်းဖယ်ရှားနိုင်ကောင်းတဲ့လုပ်ငန်းပေါ်မှာစိတ်မဝင်စားဘူးစိတ်ဆုပ်နစ်တယ်ဆိုတဲ့ဌိနမိဋ္ဌာကိုလည်းဖယ်ရှားနိုင်စိတ်အလေအလွတ်နေစိတ်တွေကိုစူးစီးလို့မရဘဲနဲ့စိတ်တွေလေလွတ်နေတယ်ဆိုတဲ့ဥဒိစ္စကိုလည်းဖယ်ရှားပြစ်နိုင်တယ်တခါစိတ်ပူပန်နေတဲ့ကုက္ကုစဆိုတာကိုလည်းဖယ်ရှားပြစ်နိုင်တယ်စိတ်ထဲမှာတန်တရားမကင်းမှုဆိုတဲ့ဝိသိကိစ္စကိုလည်းဟောဒီတမာရီတရားကဖယ်ရှားပြစ်နိုင်တယ်အခုလို့တမာတိစွမ်းအားနဲ့နိဝရဏလို့ခေါ်တဲ့စိတ်ကိုဆုပ်ပိတ်ထားပြီးတော့စိတ်ရဲ့အညစ်အကြေးတွေတွန်းလှန်ဖယ်ရှားထားနိုင်ပြီဆိုရင်စိတ်ကလေးဟာစင်ကြယ်လာတယ်။ဒါကြောင့်မို့စိတ်တဝိတ္တုလို့ခေါ်တာ။အဲ့ဒါလို့စိတ်ကလေးစင်ကြယ်လာပြီးတော့တမာတိရှိလာပြီဆိုတဲ့အခါကျတော့မှပညာဆိုတာထူထောင်လို့ဆင်ပြေလာ။တမာတိရလာရင်မြတ်စွာဘုရားကဟောတယ်လေတမာတိဘိက္ခဝေဘာဝေထစေတယံတို့တမာတိကုတ္တနံဖြစ်အောင်လုပ်ကြတို့ပွားလောင်လုပ်ကြတမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိတမာတိရနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအမှန်အကန်မြင်နိုင်တယ်သိနိုင်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့လို့တမာတိဟာပညာကိုလမ်းဖွင့်ပေးတာဖြစ်တယ်ပေါ့သီလဝိတ္တုနဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝဆိုတဲ့မဂ်ခင်၃ပါးကိုကြိုးစားအထုတ်ပြီးတော့စိတ်တဝိတ္တုသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုကျင့်စဉ်တစ်ခုကျင့်အဲ့ဒီကနေပြီးတော့ပညာဆိုတဲ့စခန်းကိုတက်ပြီးလို့ဆိုတဲ့အခါကျတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ရတာအဲ့တော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပြီးဆိုရင်ဘယ်ကစရလဲလို့ဆို
Nama rupa praisera nyanasa. Da aku biona tayati ne sepyo shwensa. Aku lo tire kama sepyo shwenmuri. Da asemye sa ko biora no. Di jare ma taman twi to yu ne lebe sepyo shwenmuri ko ya nai. Sait nyit tha de pinman sin ye da de sait ye phisi mu de thap pauk de ya nai. So ba so atwei de de ma loka ma လူတွေဟာတောကတွေတအားဖြစ်လာတဲ့အခါကျတော့ပစ္စည်းအတွက်တောကဖြစ်လို့ရှိရင်ပစ္စည်းသင်္ခါရလူသင်္ခါရဒီနေ့ကျတော့ဒီပစ္စည်းအတွက်ပူပန်နေလို့မဖြစ်ဘူးငါတောင်မှပဲဒီနေ့ကျသေရအောင်ပါပဲဒီပစ္စည်းကဆုံးရှုံးတာဘာအရေးလဲအားလုံးဟာဒီနေ့ကျတော့ဆွန့်သွားရတာပဲဆိုတဲ့ဒီတရားအတွေးလေးဒီပဲတောကကိုလျှော့နိုင်တာစိတ်ပျော်ရွှင်မှုကိုပေးနိုင်ဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဖျားဟောတဲ့တရားမကြားဘူးတဲ့ပုဂ္ဂိုလ်တွေဒီအတွေးလေးကိုမတွေးနိုင်ဘူးနော်ဒါဖျားတရားကြားထားလို့တွေးနိုင်တဲ့အတွေးတစ်ခုပဲတမန်အားဖြင့်မတွေးနိုင်တော့စိတ်ထွက်ပေါက်မရကြဘူးစိတ်ထွက်ပေါက်မရလို့ဒီစိတ်အကျဉ်းချဖြစ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာပေါ့နော်စိတ်ရဲ့ဖြစ်စည်းမှုဆိုတာကို stress လို့ခေါ်တယ်ဒီ stress လို့ခေါ်တဲ့စိတ်ဖြစ်စည်းမှုကိုရှော့ချတဲ့နည်းစနစ်တွေဟာဘာတွေလဲလို့မေးလို့ရှိရင်ဝိပဿနာကျင့်စဉ်ပဲဖြစ်တယ်အဲ့တော့ဝိပဿနာကျင့်စဉ်ကျင့်ပြီဆိုလို့ရှိရင်ဘာတွေနဲ့ကျင့်ရမှာလဲလို့မေးရင်သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဟောဒီကာရပကမက္ခေ5မျိုးနဲ့ကျင့်သီလကိုအခြေခံထားပြီးတော့သမ္မာဝါယာမမှန်ကန်သောကြိုးစားအထောက်မှုသမ္မာတတိမှန်ကန်တဲ့တတိထားမှုသမ္မာသမာဓိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုသမ္မာဒိဋ္ဌိအမှန်ကန်မြင်မှုသမ္မာသင်္ကပ္ပအမှန်ကန်တွေးတောဆင်ခြင်မှုလို့ဆိုတယ်ဒီ5ခုနဲ့ပဲတော့ဒီ5ခုနဲ့အမှန်မြင်အောင်ကြိုးစားအထောက်ရမှာကောင်းပြီဒီတွေ့တာမှုကိုဖယ်ရှားတော့မယ်ဆိုတဲ့အခါခုနကသီလကိုအခြေခံသမာဓိကိုထူထောင်ပြီးတဲ့အခါမှာပညာဖြစ်ဖို့ရအတွက်ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားတယ်ဆိုကဲအလွယ်နည်းနဲ့ထိကြရအောင်လူတွေမှာမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ဒါတွေရှိတယ်နော်မျက်စိနဲ့မြင်စရာအာယုန်တွေကိုမြင်တယ်နားနဲ့အသံကြားတယ်နှာခေါင်းနဲ့အနံ့ကိုရှူရတယ်လျှာနဲ့အရသာကိုသိတယ်ခန္ဓာကိုယ်နဲ့အထီးတွေ့တွေကိုသိရတယ်စိတ်နဲ့ဓမ္မအာယုန်တွေကိုကြံတွေးစရာအာယုန်တွေကိုသိရတယ်အာရဏ12ပါးဆိုတာအဲ့ဒီအာရဏ12ပါးထဲမှာကြည့်လိုက်အရက်စကားနဲ့ပဲပြောမယ်ဆိုရင်မျက်စိရဲ့မျက်စိကိုလာတိုက်တဲ့အဆင်းအာယုံအဲ့ဒီနှစ်ခုဟာမျက်စိကလည်းငါ့ကိုအဆင်းအာယုံကလာတိုက်တယ်လို့မသိဘူးအဆင်းအာယုံကလည်းငါမျက်စိထဲမှာပေါ်နေတယ်လို့မသိဘူးသိတာကအဆင်းအာယုံနဲ့မျက်စိလာတိုက်လို့ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အသိစိတ်ကလေးကသာသိတာဟောမြင်တိုင်းမှာဆင်ញင်စဉ်းစားကြည့်မျက်စိကအာယုံကိုမသိတတ်သည့်အတွက်ကြောင့်ရုပ်တရားမျက်စိထဲမှာပေါ်လာတဲ့အဆင်းအာယုံကလည်းပဲအာယုံကိုမသိတတ်သည့်အတွက်ကြောင့်ရုပ်တရားအာယုံကိုမသိတတ်တာကိုရုပ်လို့ခေါ်တယ်မျက်စိနဲ့အဆင်းဒီနှစ်ခုပေါင်းစပ်တဲ့အခါမှာမြင်သိစိတ်ကလေးပေါ်လာတယ်မြင်သိစိတ်ကလေးကအာယုံကိုသိတတ်သောကြောင့်နန္တရားလို့ဟောမြင်တိုင်းမှာဘုန်းကြီးတို့တွေမှာဘာတွေဖြစ်တယ်ဒါအကြံဉာဏ်ပြောပြလို့ရှိမျက်စိရဲ့မြင်စရာအာယုံရဲ့မြင်သိစိတ်ဒီသုံးခုဖြစ်တာအဲ့ဒီသုံးခုဖြစ်ခိုက်ကလေးကိုဆင်ញင်စဉ်းစားကြည့်လိုက်ပဲဆိုရင်မျက်စိကလည်းသိတာမဟုတ်ဘူးအဆင်းအာယုံကလည်းသိတာမဟုတ်ဘူးသိတာမဟုတ်သည့်အတွက်ကြောင့်မျက်စိနဲ့အဆင်းအာယုံတို့သည်ရုပ်တရားမြင်သိစိတ်ကလေးသာနန္တရားလို့ဟောတယ်လို့သိလိုက်လို့ရှိရင်
နာမရူပပြိစေတာရုပ်နဲ့နာကွဲသွားတယ်လို့ဒီလိုပြောတာကွဲကွဲခြားခြားသိသွားအဲ့ဒီရုပ်နာဆိုတဲ့ထဲမှာငါဆိုတာလည်းမပါရဘူးငါဟာဆိုတာလည်းမဟုတ်တော့ထို့တူပဲနားနဲ့အတန်ကြားသိတဲ့စိတ်နားကလည်းသိတဲ့သဘောမရှိဘူးအတန်ကလည်းသိတဲ့သဘောမရှိဘူးဒါကြောင့်မို့နားကလည်းရုပ်တရားအတန်ကလည်းရုပ်တရားကြားသိစိတ်ကလေးကသာနံတရားလို့ဟောရုပ်နဲ့နာဒီလိုခွဲခြားပြီးတော့နှာခေါင်းကအနံ့ရတဲ့အခါမှာလည်းပဲနှာခေါင်းရဲ့အနံ့ရဲ့ကရုပ်တရားအနံ့ကိုသိတဲ့နံသိစိတ်ကမှနံတရားလို့ဒီလိုဆိုတာထမင်းစားတဲ့အခါမှာလည်းစဉ်းစားပြီးတော့ကြည့်ကိုယ်မှာလျှာရှိတယ်ရှားရဲ့စားတဲ့အစာအာဟာရအရသာရဲ့ဟောထမင်းကလည်းရုပ်အတိမရှိသည့်အတွက်ကြောင့်ရုပ်တရားရှားကလည်းရုပ်တရားအဲ့တော့ရှားကလည်းရုပ်တရားအရသာကလည်းရုပ်တရားအရသာကိုသိတဲ့စိတ်ကသာနံတရားလို့ဟောထမင်းစားရင်လည်းဆင်ញင်လိုက်မယ်ဆိုရင်ရုပ်နဲ့နံဒီလိုကွဲသွားထိုင်းနေရင်လည်းခန္ဓာကိုယ်ကနေပြီးတော့ကျမ်းမော်ထိုင်းနေလို့ကျမ်းမော်ထိနေတယ်ကလထိုင်မော်ထိုင်းနေလို့ကလထိုင်နဲ့ထိနေတယ်ဆိုတဲ့နေရာမှာကြည့်ခန္ဓာကိုယ်ရဲ့ထိเสียအာယုံရဲ့နှစ်ခုပေါင်းတာခန္ဓာကိုယ်ကလည်းရုပ်တရားထိเสียအာယုံကလည်းရုပ်တရားထိမှန်သိနေတာလေးကထိတိစိတ်လေးကသာနံတရားလို့ဟောဒီလိုဆင်ခြင်လိုက်ရင်ဒါရုပ်နဲ့နံနဲ့ဒါအလွယ်တကူကွဲနိုင်တဲ့နည်းကိုပြောတာအဲ့ဒါလို့ရုပ်နဲ့နံကွဲသွားတခါဓမ္မနဲ့မနနဲ့အာယုအတိစိတ်ဓမ္မဆိုတဲ့အာယုကြတော့သူကရုပ်တရားတွေလည်းပါတယ်မျက်စိနဲ့မြင်ရတာမဟုတ်ဘူးနှာခေါင်းနဲ့နားနဲ့ကြားရတာမဟုတ်ဘူးနှာခေါင်းနဲ့နမ်းရှူရတာလည်းမဟုတ်ဘူးလျှာနဲ့အရသာခံရတာလည်းမဟုတ်ဘူးခန္ဓာကိုယ်နဲ့ထိတွေ့တာလည်းမဟုတ်ဘူးစိတ်แท้ကနေပြီးတော့ကြံတွေးပြီးတော့သိရတဲ့အတိစိတ်နဲ့သာသိလို့ရတဲ့အာယုန်တွေအဲ့ဒါတွေကိုလည်းပဲရုပ်တရားတွေကိုလည်းဓမ္မလို့ခေါ်တယ်ဒီနေရာမှာတခါစိတ်ကိုစိတ်နဲ့သိတဲ့အခါမှာသိเสียအာယုန်စိတ်ကလည်းဒီနေရာမှာဓမ္မလို့ခေါ်တယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ပုဂ္ဂိုလ်တွေကြတော့စိတ်နဲ့နိဗ္ဗာန်ကိုအာယုန်ပြုနိုင်တယ်အာယုန်ပြုလို့ရတဲ့နိဗ္ဗာန်ဟာလည်းပဲဓမ္မပဲအဲ့ဒီလိုယုံနာတွေကလွဲပြီးတော့အမြင်နာမပညာတွေကလည်းစိတ်နဲ့သိရတာမို့သူကလည်းပဲအာယုန်တစ်ခုပဲပညာကိုလည်းဓမ္မလို့ခေါ်တယ်အဲ့တော့မနနဲ့ဓမ္မလို့ဆိုတဲ့နေရာမှာဓမ္မဟာရုပ်လည်းပါတယ်နာမ်လည်းပါတယ်ပညာလည်းပါတယ်နိဗ္ဗာန်လည်းပါတယ်လို့ဒါတွေအလုံးကိုခြုံငုံပြီးတော့ဓမ္မဆိုတဲ့ခေါင်းစည်းအောက်မှာထည့်လိုက်တာလို့ဒီလိုမှတ်ရရူပယုံတတ္တယုံကန္တယုံရတ္တယုံဖွတ်တ္တပါယုံဒီအာယုံ၅ပါးကလွဲတဲ့ဉာဏ်နဲ့အာယုံတွေမှန်တယ်များဓမ္မလို့ဒီလိုပြောတာနော်စိတ်နဲ့သိရတဲ့အရာတွေလို့တမန်အားဖြင့်ဒီလိုပြောလို့ရတယ်ပေါ့အဲ့ဒီမှာဘုန်းကြီးတို့တွေရုပ်နဲ့နာမ်ကွက်ပြားခြားနာသွားပြီဆိုလို့ရှိရင်အားလုံးကိုဆင်ခြင်စဉ်းစားကြည့်လိုက်လို့ကိုယ်တဏ္ဍာမှာရုပ်နဲ့နာမ်နှမျိုးကွက်ပြားခြားနာသွားပြီကွက်ပြားပြားမြင်ပြီးဆိုရင်ဒါနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်နာမရူပပရိစ္ဆေဒဉာဏ်ရှင်းတန်လာအောင်ထပ်တလဲလဲကြည့်ဖို့လို့ထပ်တလဲလဲရုပ်နဲ့နာမ်ကွဲနေအောင်ကြိုးစားအထောက်ကြိုးစားအထုတ်တဲ့အခါမှာတတိနဲ့ပညာဟာအရေးကြီးဆုံးပဲပေါ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားတဲ့အမူအရာတိုင်းကိုရုပ်နဲ့နာမ်ကိုဆင်ခြင်စဉ်းစားပြီးတော့နာမရူပပရိစ္ဆေဒဉာဏ်ရှင်းတန်အောင်ကြိုးစားအောင်အဲ့ဒါလို့ကြိုးစားလို့နာမရူပပရိစ္ဆေဒဉာဏ်ရှင်းတန်လာပြီဆိုတဲ့အခါကျဘာဖြစ်တုံဆိုတတ္တဝါလို့ခေါ်เสียဘာမှမရှိပါလားရုပ်နဲ့နာမ်နှမျိုးပဲရှိတာပဲလို့ဆိုတာကွက်ပြားခြားနာလားသိလားတတ္တတင်ညာတတ္တဝါဆိုတဲ့အထင်အမြင်ဟာပျောက်သွားတယ်အဲ့ဒီပျောက်သွားသည့်အထိအောင်ရုပ်နဲ့နာမ်နှမျိုးသာရှိတယ်ဆိုတာကြိုးစားအထောက်ပြီးတော့မှတ်သားကြရတယ်ဒီလိုဆိုလို့တတ္တတင်ညာပျောက်သည့်အထိအောင်ရုပ်နာမ်ကိုဆင်ခြင်စဉ်းစားရမယ်အဲ့ဒီလိုရုပ်နဲ့နာမ်ကိုဆင်ခြင်စဉ်းစားရင်တတ္တဝါဆိုတာပျောက်သွားပြီ
အမျိုးသားအမျိုးသမီးဆိုတာလည်းပျောက်သွားပြီငါသူတစ်ပါးဆိုတာလည်းပျောက်သွားပြီအလုံးဟာရုပ်နဲ့နာနှမျိုးသာရှိတယ်လို့ဒီလိုသိလာအဲ့လိုသိလာတာနဲ့တပြိုင်နက်တတ္တတင်ညာပျောက်သွားတာနဲ့တပြိုင်နက်ရုပ်နဲ့နာနှမျိုးပဲဆိုတာကိုသိလာငါဆိုတာလည်းရှာမတွေ့တော့ဘူးငါဟာဆိုတာလည်းရှာမတွေ့တော့ဘူးရုပ်နာတက်တက်မြတာလို့ဒီလိုမြင်လာပြီဆိုလို့ရှိရင်ဒါနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်အဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်လောက်ရောက်သွားရင်ပဲလူတွေရဲ့ဒီစိတ်ဖိစီးမှုဟာအတော်အသင့်တက်တာသွားတောကတွေကိုတော်သိထိန်းနိုင်သွားပြီရုပ်နာလို့ဆင်ញင်စဉ်းစားနိုင်တာနဲ့တပြိုင်နက်ငါဆိုတာမရှိဘူးငါဥစ္စာဆိုတာမရှိဘူးရုပ်နဲ့လည်းနှမျိုးသာရှိတယ်လို့ဒီအတိလေးဝင်လာတာနဲ့တပြိုင်နက်တောကဆိုတာတဏှာဆိုတဲ့တွေ့တာမှုကရောကျသွားပြီးတော့တဏှာဆိုတဲ့တွေ့တာမှုရောကျသွားတာနဲ့တပြိုင်နက်တောကဆိုတာရောနေသွားတာဆိုလိုတာကတောကကိုပယ်ခြင်းရင်တွေ့တာမှုကိုဖယ်ဖို့ပဲလို့တွေ့တာမှုကိုဖယ်ခြင်းလို့ရှိရင်အတိညာနဲ့မှဖယ်လို့ရတယ်ဒါပြောတာနော်ပညာနဲ့မှတွေ့တာမှုဆိုတာဖယ်လို့ရတယ်ပညာမပါလို့ရှိရင်ဖယ်လို့မရဘူးသီလနဲ့ဖယ်လို့မရဘူးသမာဓိနဲ့ဖယ်လို့မရဘူးပညာနဲ့မှဖယ်လို့ရလို့အခုလိုနာမရူပပရိစ္ဆေဒဉာဏ်ရလာပြီဆိုတာနဲ့ဒိဋ္ဌိဝိတ္တုမှန်ကန်တဲ့အမြင်တစ်ခုစင်ကြယ်တဲ့အမြင်တစ်ခုကိုရလာပြီလို့ဒီလိုပြောတာပေါ့အဲ့ဒီလိုစင်ကြယ်တဲ့မြင်တစ်ခုရလာခြင်းဒီပဲလေအခြေခံအားဖြင့်တရားသိလာလို့ရှိရင်တောကဆိုတာနဲလာတွေ့တာမှုတွေလျော့လာသည့်အတွက်ကြောင့်တရားသိလေစိတ်ပျော်ရွှင်ဆိုတာအဲ့ဒီအချိန်မှာအတော်အသင့်ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိလာနိုင်တယ်ကဲအဲ့ဒီကနေတစ်ဆင့်တက်ပြီးတော့ဆင်ញင်စဉ်းစားလိုက်တဲ့အခါမှာဘာတွေတွေ့ရတော့လို့ဆိုအကြောင်းနဲ့တကွအကျိုးနဲ့တကွရုပ်နံတွေကိုတိုးချက်ပြီးတော့သိလာဘယ်လိုသိလာတော့လို့ဆိုခုနကနေရာကိုပဲကြည့်မျက်စိနဲ့အဆင်းအာရုံစုံစည်းမှုကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ပေါ်တယ်မျက်စိရဲ့အဆင်းအာရုံရဲ့ဒီနှစ်ခုပေါင်းစုံလိုက်တော့မှမြင်သိစိတ်ပေါ်တာမပေါင်းစုံခင်ကမြင်သိစိတ်မပေါ်ဘူးဒါကြောင့်မျက်စိနဲ့အဆင်းအာရုံသည်အကြောင်းတရားမြင်သိစိတ်သည်အကျိုးတရားလို့ဟောအကြောင်းအကျိုးတွေဒီလိုမြင်လာအဲ့လိုအကြောင်းအကျိုးတွေထိအောင်မြင်လာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်ပစ္စယပရိက္ခဉာဏ်ရလာလို့ရှိရင်ကင်္ခာဝိတရဏဝိတ္တုသူဘာသူဖြစ်တာလားဖြစ်ချင်လို့ဖြစ်နေတာလားဆိုတဲ့တန်တရားတွေမဝင်တော့ဘူးတန်တရားတွေမှန်တရားကိုကျော်လွှားသွားနိုင်တယ်လို့ဒီလိုဆိုလို့တာနော်အဲ့တော့အတိညာဟာတစ်ဆင့်ပြီးတစ်ဆင့်တက်လာရုပ်နဲ့နာမ်ကိုကွဲပြားခြားနာသိသွားလို့ရှိရင်အမြင်စင်ကြယ်သွားပြီအမြင်စင်ကြယ်သွားပြီးတဲ့နောက်အကြောင်းကိုပါစဉ်းစားဆင်ခြင်နာလိုက်လို့ရှိရင်တန်တရားတွေကင်းသွားပြီကြည်ဒီတဲ့တိုးတက်လာတဲ့အခါကျပရိစ္ဆေသမုပ္ပါဒ်နဲ့တွဲဖက်ပြီးတော့မြတ်စွာဘုရားဟောထားတာကြည့်မျက်စိနဲ့အဆင်းအာရုံဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ပေါ်တယ်မျက်စိရဲ့အဆင်းအာရုံရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုဆုံလိုက်တဲ့အခါမှာဖတ်တဆိုတာပေါ်လာတယ်နော်ဖတ်တဆိုတာပေါ်လာတယ်အဲ့ဒါကိုသုတ္တံပါဠိတော်တွေမှာမြတ်စွာဘုရားဟောတာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်မျက်စိနဲ့အဆင်းအာရုံကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ပေါ်တယ်ဒီသုံးခုကြောင့်ဖတ်တဆိုတာပေါ်တယ်ဒါသုံးခုကြောင့်ဖတ်တဆိုတာပေါ်တယ်ဆိုတဲ့စကားနဲ့ပရိစ္ဆေသမုပ္ပါဒ်ကြတော့တလယရဏပစ္စယဖတ်တော်လို့ဒီလိုပဲဟောတယ်နော်ဒီမှာကျတော့ပို့ပြီးတော့အသေးစိတ်ဟောတဲ့သဘောတလယရဏပစ္စယဖတ်တော်ဆိုတာနဲ့အတိပ္ပယ်ဟာတူတူပဲပေါ့နော်သက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်ဟိုတုန်းကတော့တလယရဏပစ္စယဖတ်တော်လို့ပြောလိုက်တယ်အခုဒီကျတော့တိဏ္ဏသင်္ကတိဖတ်တော်လို့ဒီလိုဟောတာနော်ဟိုတုန်းကအာရဏ6ပါးထဲမှာပဲရောပြီးတော့တွင်းပြီးတော့မြတ်စွာဘုရားဖတ်တာဖြစ်ပုံကိုဟောတယ်ဒီကျတော့သက္ခုနဲ့ရူပယုံ
ဒီအာယရဏနှစ်ပါးပေါင်းစုံမှုကြောင့်မြင်သိစိတ်ပေါ်တယ်မြင်သိစိတ်ပေါ်လာမှဖတ်တာပေါ်တယ်လို့ဒီလိုဟောတာဒီဟာကြတော့ပို့သိစိတ်တယ်လို့ဒီလိုဆိုကဲပရိစ္ဆာမုပ္ပါဒ်နဲ့ဒါတူတူပဲသလယရဏပစ္စယဖတ်တော်နဲ့တူတူပဲဟောဖတ်တာဆိုတာပေါ်လာတယ်ဖတ်တာဆိုတဲ့အဓိပ္ပာယ်ကအာယုန်နဲ့စိတ်နဲ့ဆက်သွယ်တာကိုပြောတာဖတ်တာပစ္စယဝေဒနာတဲ့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်တဲ့အခါကျတော့စိတ်ရဲ့ခံစားမှုလေးတွေပေါ်လာတယ်အဲ့ဒီစိတ်ရဲ့ခံစားမှုကြတော့ဝမ်းသာတာရှိတယ်ဝမ်းနည်းတာရှိတယ်စိတ်ရဲ့ခံစားမှုတွေပေါ်လာအဲ့ဒီထိအောင်လူရဲ့တဘာဝဒါတွေကသိဖို့ရတယ်သိအောင်ကြိုးစားအဲ့ဒီနေရာမှာမသိလိုက်ဘူးဆိုရင်ဘာဖြစ်တုံးဆိုဝေဒနာပစ္စယတဏှာဆိုပြီးတော့လာပြန်တော့အဲ့ဒါကြတော့တတိနဲ့ပညာကင်းမဲ့သွားလို့ရှိရင်တဏှာဆိုတာလာပြီးတဲ့အခါမှာနောက်ကတောကဆိုတာဝင်တော့တာပဲအေးဒါကြောင့်မို့လို့သလယရဏပစ္စယဖတ်တာပစ္စယဝေဒနာလို့ဆိုတဲ့နေရာမှာဒီတဘာဝတရားတွေကိုရှုနိုင်မှတ်နိုင်ပွားနိုင်ပြီနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်နဲ့ဆုံးသတ်နိုင်ပြီဆိုတဲ့အခါကျတော့ဝေဒနာပစ္စယတဏှာဆိုတာမလာတော့ဘူးတဏှာကိုဖမ်းချုပ်ထားနိုင်တဏှာဖြစ်ဖို့အတွက်မဖြစ်အောင်အကြောင်းတရားတွေကိုဖယ်ရှင်းထားနိုင်ဟောနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်နှစ်ခုရလာလို့ရှိရင်တဲ့သာသနာတော်မှာယတ္တိမှုရပါပြီဘုရားဘာသာဝင်ဆိုလိုတာကဘုရားဘာသာအစစ်ဖြစ်ပြီလို့ဒီလိုပြောတာနော်ဒါဖြင့်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေဘုရားဘာသာအစစ်မဟုတ်သေးဘူးလားဆိုခိုင်မာတဲ့ဘုရားဘာသာမဟုတ်သေးဘူးနော်ဘုရားဘာသာဖြစ်ချင်တော့ဖြစ်နေမယ်အစစ်ဆိုတာဘယ်တော့မှမပြောင်းလဲတဲ့အရာကိုပြောတာအဲ့တော့တာမန်သိတဲ့ဘုရားဘာသာဝင်ကတခြားဘာသာဝင်နေရဲ့ပြောဆိုမှုတွေပေါ်မှာနားယောင်ပြီးတော့ဘာသာပြောင်းရင်လည်းပြောင်းသွားနိုင်တယ်အခုလောက်ထိအောင်သိသွားပြီဆိုတဲ့အခါကျတော့ဒါသာလည်းအမှန်တရားလို့ဆိုပြီးတော့ဗုဒ္ဓဘာသာပေါ်မှာရင်းရံခြင်းဆိုလိုတာကမြတ်စွာဘုရားရဲ့အဆုံးအမပေါ်မှာရင်းရံခြင်းမရှိဘဲနဲ့အခိုင်အမာယတ္တိနိုင်သွားပြီလို့အဲ့ဒါကိုပဲသုလသောတာပန်လို့လည်းခေါ်တယ်ပေါ့အဲ့ဒီအဆင့်လောက်ရောက်အောင်ဘုန်းကြီးတို့တွေကြိုးစားအထောက်ရင်ဒါကိုပြောတာတရားသိရင်စိတ်ပျော်ရွှင်ဒီကနေဆက်ပြီးတော့တရားဓမ္မကိုသိအောင်ကြိုးစားကြမယ်ဆိုလို့ရှိရင်ဘာကြောင့်စိတ်ပျော်ရွှင်တာတော့ဆိုရင်တရားသိလို့ရှိရင်တွေ့တာမှုကိုဖယ်ရှားနိုင်တယ်တွေ့တာမှုကိုဖယ်ရှားနိုင်လို့ရှိရင်တောကဆိုတာမလာဘူးတောကမလာလို့ရှိရင်စိတ်ပျော်ရွှင်ချမ်းမြေ့မှုကိုရတယ်လို့ဒီနည်းကလွဲလို့တခြားနည်းမရှိဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကမဟာတတိပဋ္ဌာနာတုတ်မှာဧကာယနောအယံဘိက္ခွေမေခောတတ္တနံဝိတုဒ္ဓိယတောကပရိဒေဝနံတမတိကမာယဒုက္ခဒေါမနတနံအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စည်းကရိယာယလို့ဆိုပြီးဟောထားတာလေဒါတတိပဋ္ဌာန်လို့ဆိုပေမဲ့တတိတစ်ခုတည်းပြောတာမဟုတ်ဘူးဒီထဲပဲတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိအကုန်လုံးပါတယ်အဲ့ဒီတရားအထုတ်တာအလုံးကိုခြုံငုံပြီးတော့ပြောတာဟောဒီမဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားဟာတခုတည်းသောလမ်းကြောင်းပဲဘာအတွက်လဲလို့ဆိုရင်တရားဝါတွေစိတ်ဖြူစင်မှုအတွက်တခုတည်းသောလမ်းကြောင်းပဲတောကပရိဒေဝနံတမတိကမာယတောကတွေဖယ်ရှားဖို့ပရိဒေဝတွေကြိုးလွှားဖို့တခုတည်းသောနည်းပဲဒုက္ခဒေါမနတနံကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကိုချုပ်ငြိမ်းဖို့ဆိုတာလေတခုတည်းသောနည်းလမ်းပဲနိဗ္ဗာန်လမ်းကြောင်းကြီးကိုတွေ့ရှိဖို့ညာယတအဓိကမာယနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်ဖို့နိဗ္ဗာန်လမ်းကြောင်းကိုတွေ့ဖို့ဆိုတာလေတခုတည်းသောနည်းပဲလမ်းကြောင်းဆိုတာတွေ့မှလျှောက်လို့ရတာလေလမ်းပြောင်းနေလို့ရှိရင်ရောက်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီအကျင့်ကျင့်မှနိဗ္ဗာန်လမ်းကိုတွေ့မှာဖြစ်တယ်အေးနိဗ္ဗာန်လမ်းကြောင်းအတိုင်းလျှောက်ပြီဆိုရင်နိဗ္ဗာန်တသစ္စည်းကရိယာနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်အဲ့ဒါလို့နိဗ္ဗာန်ဆိုတဲ့တရားထိအောင်သိပြီဆိုလို့ရှိရင်တရားသိရင်စိတ်ပျော်ရွှင်မှုဟာတကယ်ကိုအဆင့်အမြင့်ဆုံးစိတ်ပျော်ရွှင်မှုကိုရရှိမှာဖြစ်ပါတယ်။ဤသို့သောလောကရန်မုန်တိုင်းတွေပဲတိုက်မင်္ဂလာသုတ်တံမှာဟောထားတဲ့အတိုင်းဖုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနကမ္ပတိလောကရန်မုန်တိုင်းတွေဘလောက်ပဲတိုက်စိတ်ဟာမတုံလို့တော့ဘူးအတောကမစိုးရိမ်တော့ဘူးဝိရဇမြူတွေမကတ်တော့ဘူး
ခေမစိတ်ဓာတ်အလုံးငြိမ်းချမ်းသွားနိုင်ပါတယ်အဲ့ဒီအဆင့်ရောက်အောင်ကျင့်စဉ်ဟာတခုတည်းသောမဂ္ဂင်7ပါးအကျင့်တရားပဲဖြစ်ပါတယ်ဆိုတာအလုံးတရားချစ်ခင်သူတော်စင်ပြိဿတ်တို့သိရှိနားလည်ပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားသိလင်စိတ်ပျော်ရွှင်မှုအတွက်တရားသိအောင်စိတ်ပျော်ရွှင်မှုအတွက်တရားသိအောင်ကျင့်ရမယ်ဆိုဒီမှာမဂ္ဂင်7ပါးအကျင့်တရားကိုကျင့်သုံးခြင်းသာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း